မင်္ဂလာပါဒီနေ့တော့မနေ့ကတော်တော်လေးနေမကောင်းဖြစ်ထားတယ်ဖြားပြီးတော့ဘယ်လိုပြောမလဲရာသီဥတုပြောင်းလဲဆိုတော့လေတော်လေးနေမကောင်းဖြစ်ထားတယ်အဲ့တော့ဒီနေ့ဘာမှစားချင်စိတ်မရှိဘူးပါဇက်တွေလည်းထုံပြီးတော့ဟိုလိုဖြစ်နေတော့ကဲဖြစ်ချင်တာဖြစ်ရဆိုပြီးတော့တမော်ဒီကိုပင်လိုက်စာနဲ့ရှယ်ထောင်းထားတာချင်းချင်းငန်းငန်းဆက်ဆက်တော်တော်လေးဆက်ထားတယ်အာမပွင့်ထွက်သွားအောင်ကိုယ်တိုင်းထောင်းထားတယ်လူတွေကငပိနဲ့အဲ့ဒါလေးကိုမစားခင်ဒီနေ့ပါဟိုရှယ်လုပ်ချင်တာတခုရှိရဲအဲ့ဒါကတော့မျက်နှာကိစ္စနော်မျက်နှာကိစ္စဘာလို့ဒီနေ့ message ပေးချင်လဲဘာလို့ဒီနေ့မိန်းကလေးတွေအတွက် share ချင်တာလဲဆိုတော့မျက်နှာမှာမျက်နှာအသားကြီးမညီတဲ့သူတွေအတွက်ပြီးတော့တင်းတိတ်ဖြစ်နေတဲ့သူတွေအတွက်ပြီးတော့မျက်နှာအသားကြီးမျက်နှာအသားကြီးမညီဘူးဆိုတာတချို့ကြတော့ပါးလေးပဲကွက်ပြီးတော့ဖြူနေတာရှိတယ်ဒီနေရာတွေမဲနေတာရှိတယ်အဲ့လိုနှစ်ဖူးမဲနေတာရှိတယ်ဒီ smile line တွေမဲနေတာရှိတယ်အဲ့လိုမဲလို့ရှိရင်မိတ်ကပ်လိန်ရတာအဆင်မပြေဘူးမိတ်ကပ်ကပြသွားတတ်တယ် natural လေးကိုမှမျက်နှာကြည်ကြည်လေးနဲ့ဘာအပြစ်နာစာမှမရှိပဲဘယ်လိုပြောမလဲတိတ်ပြီးတော့မရှင်းပြတတ်ဘူးမျက်နှာကောင်းသွားစေဖို့ဘဂီဒီနေ့အကြံလေးပေးချင်တာရှိပါတယ်ကိုရီကြတော့အခုရန်ကုန်မှာဆိုရန်ကုန်မှာနေတော့ဆိုလို့ရှိရင်နေတိုင်းမဟုတ်ဘူးဒီတစ်ပတ်တစ်ခါလောက်ကbeauty salon မှာသွားပြီးတော့မျက်နှာအစိတ်ထုတ်တာတို့ပေါင်းတင်တာတို့မျက်နှာကြီးချွတ်တာတို့လုပ်ဖြစ်တယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်မလုပ်ဖြစ်တော့ဘူးဟိုဆိုင်ကိစ္စနဲ့ကိုအဲ့လောက်စီလဲပတ်စံလဲအကုန်မခံနိုင်ဘူးရှင်းဆုံးပြောရရင်ဆိုတော့အဲ့တော့နေ့တူကလွယ်ကူကူနဲ့ကိုမျက်နှာလေးအသားရည်လေးကောင်းဖို့ဒီနေ့အကြံပေးချင်တာလေးရှိပါတယ်မိန်းကလေးတယောက်ပဲဖြစ်ဖြစ်ယောက်ျားလေးတယောက်ပဲဖြစ်ဖြစ်မျက်နှာလေးကကိုလိုချင်တဲ့ပုံစံသူများလှဖို့ထက်ကိုဟာကိုပြန်မြင်နေရလို့ရှိရင်မျက်နှာရေးအသားရည်လေးကောင်းပြီးကြည်ကြည်လင်းလင်းလေးနဲ့ဘာမဲစားမှမရှိပဲနဲ့ဆိုလို့ရှိရင်ကိုဟာကိုစိတ်ချမ်းသာနေအလုပ်လုပ်လို့လည်းကောင်းတယ်တက်ကြီးတာငယ်တာနဲ့လည်းမဆိုင်ဘူးပေါ့နော်ဒီနေ့ဘာဟိုဘူကြီးက sharing လုပ်ချင်လဲဆိုတော့မျက်နှာတယ်မကောက်ဒီမျက်နှာအသားရည်ကိုပြန်ကောင်းသွားရုံနဲ့မကောက် तू ကအစစ်အမြစ်တွေကြိုက်တာခဲတာဒီကြီးပေါင်းတက်တာဟိုကအစသွေးလိမ့်လို့ရှိရင်တော်တော်လေးတက်တာလို့ဒီကဘယ်လိုပြောမလဲ message လေးပေးချင်တယ် share လုပ်ချင်တယ်ပေါ့နော်ကိုရောင်းတာတော့မဟုတ်ပါဘူးဒါရန်ကုန်ကအမရန်ကုန်ကနေပို့ပေးထားတာဒီလိမ့်ဖို့အတွက်အဲ့ဒါပါလဲဆိုတော့ပရင်အစစ်လှတော့မလှအောင်ဒီကောင်လေးကိုပုံမှန်လိုလေးပဲမနက်အိပ်ရနိုးလို့ရှင်တနခါလေးနဲ့သွေးပြီးတော့ပုံမှန်လေးပဲလိမ့်နည်းနည်းအမဲဆက်တည်များတဲ့နေရာလေးကိုဒီကောင်လေးကိုထူထူလေးလိမ့်ပေးပြီးလို့ရှင်အကျော်တွေစစ်တွေကြိုက်တာခဲတာလို့ရှင်ဒါလေးကိုကြောက်ပြင်တန်လေးနဲ့ပေါ့နော်သူ့ကိုသွေးဖို့ကြောက်ပြင်လေးကိုတန်လေးဝယ်ထားစေချင်တယ်အဲ့လိုမျိုးလေးလိမ့်ပေးရုံနဲ့မျက်နှာအသားရည်အရန်ကောင်းသွားတာကိုတွေ့ရတယ်အဲ့ဘုရားဒါမလေးလာပဲနဲ့ပြောတာမဟုတ်ဘူးเนาะတငယ်ချင်းကဒီမျက်နှာသူနေရမ်းလောင်ပြီးတော့မျက်နှာတော်တော်လေးကိုထိထားတယ်အခုသူလိမ့်တာတပတ်လောက်မှသူ့မျက်နှာကိုကြည့်လိုက်တဲ့အချိန်မှာအရန်ကိုပြောင်းလဲသွားတယ်နေလောင်ထားတာကိုသူတင်းတိတ်တွေရောတော်တော်လေးကိုရော့ကျသွားတာကိုတွေ့တယ်အဲ့သူဘာလိမ့်အစင်မပြေဘူးသူတော်တော်လေးပတ်စံကုန်နေပြီအခုသူမျက်နှာလေးကတော်တော်ပြန်ကောင်းသွားတာကိုတွေ့ရအဲ့ဒါ तू ကဘာလဲဆိုတော့တနခါတုံးလေးနဲ့ပယင်းလေးကိုသွေးပြီးတော့လိမ့်တာတော်တော်လေးအဆင်ပြေရယ်အဲ့တော့အကြံပေးချင်တာဒီအချိန်ကုန်လဲတက်တာတယ်လူပင်မန်းတက်တာတယ်နေ့တူကအနည်းဆုံးတော့မိန်းကလေးတိုင်းကတနခါတော့လိမ့်ကြတယ်အဲ့တနခါလေးနဲ့ဒီကြောက်ပြင်တန်လေးနဲ့ဒါလေးနဲ့ကိုရောပြီးသွေးလိမ့်လိုက်ရုံပဲဘာမှအပန်းမကြည့်ဘူးမျက်နှာလေးကောင်းသွားတာကိုသိရတာပေါ့နော်အဲ့လိုမျိုးလေးကို message ပေးချင်ပါတယ်တကယ်လို့ဒါပရင်အစစ်တကယ်လို့ဝယ်ရတာအစင်မပြေတာပဲဖြစ်ဖြစ်ပရင်အစစ်ကိုမရှာတတ်ကိုလည်းမသိဘူးဖြေထားလည်းမရှာတတ်ဘူးအစင်ပြဖြစ်ကြုံကြိုက်လို့ရှိရင်တကယ်လိုချင်လို့ရှိရင်ဘုကီ3နိုင်ထဲကနေပြီးတော့ဘုကီခွဲပေးပါမယ်ဒီဆိုင်ုံလာတဲ့ခါကြလို့ရှိရင်ဝင်ယူပါလို့ဘုကီကအကြံလေးပေးချင်ပါတယ်
ဒါ main ကလေးချင်းချင်းနေ share လုပ်တာပေါ့နော်ကိုကလည်းလှစေချင်ပါတယ်အကုန်လုံးလိုမျိုးကြောင်းတော့မရအောင်ဒီနေ့တော့တိတ်ပြီးတော့နေမကောင်းချင်းနေရရှူရှူရှဲရှဲစားပြမယ်လို့စဉ်းစားထားတယ်ကင်းမွန်မနေ့ကမှရောက်တာအရန်ကောင်းတယ်ကင်းမွန်အရန်လက်တယ်ပြီးတော့ဂုံးရယ်ပြီးတော့ဘုရန်ကြိုက်တဲ့ပဇွန်ကြားရယ်တမော်ဒီရယ်ဟိုရှူရှူရှဲရှဲထောင်းထားတာဆိုင်မှာဆိုလို့ရှိရင်အထောင်းတွေတော်တော်များများကိုယ်တိုင်လုပ်လို့ရှိရယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မိန်းကလေးဆိုတဲ့အတိုင်းပဲကိုကချင်းချင်းငန်းငန်းဆက်ဆက်ကိုအဆက်ဟတ်တဲ့အောင်ကိုထည့်နိုင်တဲ့အတွက်ဒီကိုလာတဲ့ customer တွေကိုကိုယ်တိုင်လုပ်ပေးတယ်အဲ့တော့ကိုယ်တိုင်စိတ်တိုင်းကြတဲ့အတွက်စားရတဲ့သူစိတ်တိုင်းကြစေဖို့အတွက်ကိုယ်တိုင်စေတနာနဲ့လုပ်ပေးတယ်အဆင်မပြေတာရှိလို့ရှိရင်လည်းအချိန်မီပြောပြပါပြီးခဲ့တဲ့ video file တွေက content က video file တင်ပြီးကြတဲ့ကနေပြီးတော့တာမန်ထက်ရောင်းအားကနေတိုင်းလို့အနည်းဆုံး5ပွဲ6ပွဲ9ပွဲမှာထွက်နေရဲဆိုတော့အကြိုက်ချင်းတူတာသိရတဲ့အတွက်ရန်အောင်ဝမ်းသာပါတယ်ကျေးဇူးလည်းရမ်းတင်ပါတယ်လက်သေးချာစီးထားရတယ်နော်ဇာလက်နဲ့ဆွဲမှာဆိုတော့အဆက်တွေဟတ်တွေဒီပင်လယ်စာတွေရှူရှူရှဲရှဲတွေကိုစားတဲ့အခါမှာသူနဲ့လိုက်ဖတ်တဲ့အဖျော်ရည်လေးတွေရှိတယ်အေးလေးတွေရှိတယ်ဘုရားကတော့အဆက်စားတိုင်းတွဲဖတ်ပြီးတော့ဖျော်ရည်လေးတွေကိုတောက်လို့ရှိရဘာလို့ဆိုပူပြီးတော့ဆင်ဘိုက်ဒီပူဆင်းသွားတာဆိုတော့အခုသမောစီတောင်းနဲ့အရန်လိုက်တာကဟာဒီမှာစံကစ်စပစ်ပေါ့နော်သူကတောက်လိုက်လို့ရှင်ဝင်းထဲမှာအေးသွားတယ်ကိုအဆက်စားထားရလို့ရှင်လဲချက်ချင်းစားပြီးသွားပြီဆိုလို့ရှင်အဲ့ပူလောင်ကြီးကိုအရန်တက်တာစီတယ်ဒါလေးကိုတောက်တယ်ဆိုင်မှာလည်းရှိပါတယ်ကဲဒီနေ့တော့စားချင်နေဒီနေ့ရတဲ့နေရမကောင်းလို့ဒီနေ့က green လိုက်ပြတ်နေရတယ်ကဲပါဟာလေစိတ်ညစ်တာတွေပါစိတ်ညစ်စရာရှင်အတွေးတွေကများတယ်ဒီဘာလို့လဲဆိုတော့အတွေးတွေများလို့ဆိုရင်အဲ့လိုချင်းငါဆက်ပြင်းတခုလောက်စားပလိုက်တယ်ကို့မှာလေတွေးစရာအချိန်မရှိတော့အသေးတော်မှာကွဲစရာအချိန်မရှိဘူးအဲ့အချိန်ဆက်နေတဲ့အချိန်စားလို့ကလည်းကောင်းတယ်နော်ဆက်ရုံနဲ့မပြီးဘူးစားလို့ကောင်းဖို့ကလည်းအရေးကြီးရဲ့ကောင်းရဘာလဲမမလို့ကျပါဘုံထဲမှာဒီကုန်းအရမ်းမိုက်တယ်သူကစိတ်နေရပဲလက်ဆက်ဖို့တော့လိုတယ်တိုင်းမှာတော့အရှင်ထားလက်ဆက်ဖို့လိုတယ်စားလိုက်ရင်ရှားထဲမှာပျော်ပြီးတော့စိတ်ပြီးစင်သွားတယ်ပြီးတော့တမောတီထောင်းရဲ့ချင်းကန်ဆက်ရတာနဲ့တော့တွေ့လိုက်တာ share ပဲပွင့်သွားဖုံးဆိုပွင့်သွားအလားမကတွင်ပြက်ချင်အောင်
တော်များများစားပြီးတော့ဒီမှာသမောကြီးအောင်ချိုချိုကြီးပဲသွားတော့မကြိုက်ချင်းငန်းငန်းဆက်စားလိုက်တာနဲ့လေရတော့ရှိပြီးတော့ဒါပဲတော့မကြက်ကြက်လေးပြုတ်သွားအရင်လိုက်တယ်ကျလာစားနေနဲ့အရင်စားလာစားလေးတောက်လာအေးသွားကောင်းပွင့်တော့ပါပဲဘယ်လိုပြချင်အောင်拜拜。ဆိုင်မလာစားရင်လည်းဒီလိုလင်ပိုင်းနဲ့ပဲပြီးမယ်တွေ့ပြီးတော့အရင်အလှပဲလုံးမနေတော့ဘူးဟိုအားရပါရလာစားဆိုင်မှာကမောကြီးတောင်အလုပ်ကို2000ပဲယူရတယ်စီဖူးနဲ့ဆိုရင်တော့ဈေးတစ်မျိုးပြောင်းသွားတာပေါ့နော်အမှန်တက်နိုင်ဆုံးဈေးနှုန်းတက်တာထားတယ်စားရတယ်အားရပါရအောင်တငယ်ချင်းနေနဲ့စုပြီးတော့လည်းစားလို့ရအောင်ပွဲလှအောင်လည်းလုပ်ပြထားတယ်ဟုတ်လား谢呗，去吧，两万。ရမ်းလိုက်တယ်အဆက်နဲ့ဒီကောင်နဲ့တော်လိုက်ရချက်ချင်းအောင်အဆက်ပြေသွား15 မိနစ်ကျော်ဒီလူဘေးကောင်မှဆိုလို့ဒီလောက်နဲ့ပဲဖြတ်လိုက်မယ်နော်
ခုနကြိုက်ချင်းတူရဲ့သူရအားလုံးကိုပင်လယ်စာကျွန်းအောင်ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတား